လေရင်မှုနဲ့ဆရာဝန်ဒီနှစ်ခုမှာဘယ်လောက်က25နှစ်တာကာလအတွင်းငွေပိုရှာနိုင်မလဲနှစ်ယောက်လုံးကအသက်18နှစ်မှာစတင်ခြေလန်းပြင်ကြတယ်လို့ပဲထားပါတော့လေရင်မှုဖြစ်မဲ့သူက၄ချောင်းတင်တန်းကျောင်းမှာ၄နှစ်သက်ရတယ်အသက်20နှစ်မှာကျောင်းပြီးတဲ့အခါကျောင်းစရိတ်ချင်းငွေအကျွေဒေါ်လာ3ခွဲ150တောင်ရှိနေပြီဆရာဝန်ဖြစ်မဲ့သူကတော့ကျောင်းသက်တာရောအလုပ်တင်ဆရာဝန်ဘွားနဲ့ပေါင်းရင်12နှစ်ကြာတယ်အသက်30ကျမှအလုပ်စလုပ်နိုင်ပြီးအကျွေးကဒေါ်လာ4သိန်း4လတောင်ရှိနေတာပါလေရင်မှုကအသက်20နှစ်မှာဒုတိယလေရင်မှုထိစလုပ်တော့လာစာဒေါ်လာ9000စတယ်အသက်30ရောက်တဲ့အခါလေရင်မှုကြီးဖြစ်လာပြီးလာစာသိန်းခွဲထိတက်လာတယ်နောက်ပိုင်းမှာ2သိန်းခွဲထိရလာနိုင်ပါတယ်25နှစ်တာကာလအတွင်းမှာသူ့ရဲ့စုစုပေါင်းဝင်ငွေဟာ23.8တန်း2တန်း8တောင်ထိရှိသွားပြီပေါ့ဆရာဝန်ကတော့အသက်30ကျမှအလုပ်စလုပ်နိုင်ပြီးလာစာ2သိန်းနေနောက်ပိုင်း3သိန်းခွဲထိရလာနိုင်တယ်ဒါပေမဲ့25နှစ်တာကာလအတွင်းမှာသူတကယ်တမ်းငွေကောင်းကောင်းရှာနိုင်တဲ့သက်တမ်းက18နှစ်ပဲရှိပါသေးတယ်အတိုးနှုန်းတွေနဲ့ပေါင်းပြီးချောင်းကျွေး6သိန်းလောက်ပြန်ဆက်ရတဲ့အတွက်သူ့ရဲ့စုစုပေါင်းဝင်ငွေဟာ23.9တိုင်းပဲကျန်တော့တယ်။ဆိုလိုတာကလေရင်မှုထပ်3သိန်းလောက်ရောက်နေတာပါ။အသက်43နှစ်အရွယ်မှာလေရင်မှုကတော့သူ့အကျွေးတွေကိုအသက်35နှစ်ကလေးကအခြေဆက်ပြီးလို့အပန်းဖီအိမ်တောင်ဝေပြီးနေသည်။ဆရာဝန်ကတော့အလုပ်ခွေးမှာတပတ်ကိုနိုင်ရီ80လောက်ရုန်းကန်နေရတော့အကျွေးတွေဆက်နေရတော့ပဲ။ပြီးတော့စေကူသားမှုဆိုင်ရာအာမခံကိစ္စတွေနဲ့လေခေါင်းကိုက်နေရတော့ပေါ့။နှစ်ယောက်လုံးကတော့အလုတ်ရှုပ်လွန်းလို့သားသမီးတွေကြီးပြင်းလာတာကိုကောင်းကောင်းမတွေ့လိုက်ရဘူး။ဒါပေမဲ့လင်းရင်တွေကရှစ်နှစ်စောပြီးအလုတ်လုံနိုင်ခဲ့သလိုအကျွေးကလည်းဆရာဝန်ရဲ့တဝက်ပဲရှိတာပါ။အဲ့ဒါကြောင့်ဘလို့ဂုံတိတ်ခါရှိတဲ့အသက်မွေးဝမ်းကြောင်းအလုတ်ကိုရွေးရမလဲတော့တယောက်ယောက်ကမေးလာခဲ့ရင်ငငယ်ရွရွနဲ့အလုတ်ဆလုံနိုင်တဲ့သူကစိတ်တိုင်ရလဲပိုနေသလိုဗန်သေးမှလည်းငွေပိုရှိပြီးအနားယူနိုင်တဲ့ဆိုတာကိုတတိပေးလိုက်ပါအောင်။